ဒီနေ့မှာတော့ Ivy ကဘန်ကောက်မြို့ရဲ့ luxury အိမ်ယာတွေအများဆုံးရှိပြီးတော့တထေးတွေအများဆုံးနေတဲ့ Kronte Krita မြို့နယ်တွေကအရန်တန်တဲ့လုံးချင်းအိမ်ယာ project ကိုခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ဒီအိမ်ယာဝင်းကြီးထဲမှာအိမ်လုံးရေစုစုပေါင်း80တာပါဝင်ပြီးတော့ swimming pool, gym, panjan, co-working space စတဲ့နေရာတွေလည်းပါဝင်တဲ့အရန်ကိုလှတဲ့အိမ်ယာ project ကြီးပဲဖြစ်ပါတယ်။ဒီမြို့နယ်ကအိမ်ကြီးတွေကဈေးအရန်ကြီးတယ်ဆိုပြီးတော့လူသိများတဲ့နေရာလည်းဖြစ်တယ်။ဒါပေမဲ့ဒီနေ့ Ivy ပြသပေးမယ်လုံးကြီးအိမ်ယာ project ကကြတော့ best 10 တန်းကျော်ကနေပြီးတော့စတင်ပိုင်ဆိုင်နိုင်မယ် modern luxury style ဆောက်လုပ်ထားတဲ့နှစ်ထပ်တိုက်လုံးကြီးအိမ်ကြီးတွေပဲဖြစ်ပါတယ်။အိမ် size အမျိုးအစား3မျိုးရှိပါတယ် small, medium, large ဆိုပြီးတော့ရှိပါတယ် Ivy ရဲ့ဒီဗီဒီယိုလေးထဲမှာတော့ medium size အိမ်ကိုပြသပေးသွားမှာဖြစ်ပါတယ်ဒီ medium size အိမ်ကတော့220 square meter ကျယ်ပြီးတော့ကားပါကင်3စီးစာပါဝင်ပါတယ်နှစ်ထပ်တိုက်အိမ်ဖြစ်ပြီးတော့အောက်ထပ်မှာအိတ်ခန်းတစ်ခန်းနဲ့အပေါ်ထပ်မှာအိတ်ခန်း3ခန်းစုစုပေါင်းအိတ်ခန်း4ခန်းပါတယ်အိမ်မျိုးစားဖြစ်ပါတယ်အောက်ထပ်ကအိတ်ခန်းကိုတော့ဒီ show unit မှာအိတ်ခန်းပုံစံမလုပ်ထားဘဲနဲ့ private movie room လေးဖြစ်ဖန်တီးထားပါတယ်မိသားစု6ယောက်ကနေ10ယောက်ထိအတူတကွထမင်းစားလို့ရတဲ့ dining space ကြဲကြဲပါဝင်ပြီးတော့မိဖို့ကြောင့်နေရာကလည်းလုံလောက်တဲ့ space ပါဝင်ပါတယ်ဒါကတော့အောက်ထပ်ကရေချိုးခန်းနေရာဖြစ်ပါတယ်။ Ivy တို့တွေအပေါ်တက်ကအိတ်ခန်းတွေကိုဆက်လက်လေ့လာကြမယ်နော်။အပေါ်တက်မှာရှိတဲ့အိတ်ခန်း3ခန်းလုံးကရေချိုးခန်းအိမ်သားတွဲရက်ပါတယ် master bedroom တွေဖြစ်ပါတယ်။ဒီအခန်းကတော့အိမ်ကြီးတစ်ခုလုံးမှာအကျယ်ဆုံး master bedroom ဖြစ်ပါတယ်။အိမ်ခန်းထဲမှာဒါစကြည့်လို့ရတဲ့ corner တစ်ခုပါတယ်။ပြီးတော့ balcony အကျယ်ကြီးပါဝင်တယ်။အိမ်ခန်းရဲ့ဘက်မှာဆိုရင်အဝတ်စားလက်ကနဲ့ရေချိုးခန်းအိမ်သားကိုတွေ့ရမှာဖြစ်ပါတယ်။အော်ဒီ master bedroom ကြီးက bathtub လည်းပါတယ်နော်ဒီခန်းကတော့နောက်ဆုံး master bedroom အခန်းကျယ်ဖြစ်ပါတယ်ဒီအိမ်ယာထဲမှာထူးထူးခြားခြားအခန်းလေးတစ်ခန်းပါတယ်အဲ့ဒါကတော့အခုလိုမျိုးလှေကားလေးနဲ့အပေါ်တက်သွားတယ်ဆိုလို့ရှိရင်ဖျားခန်းပေါ့နော်သို့မဟုတ်တခြားစာကြည့်တဲ့အခန်းလေးဖြစ်အသုံးပြုလို့ရအောင်လို့ဒီလို corner လေးကိုထည့်ပေးထားတာဖြစ်ပါတယ်အခု Ivy ပြပေးသွားတဲ့အိမ်ယာကိုစိတ်ဝင်စားလို့လေ့လာခြင်းနဲ့ဆိုရင်တော့ Ivy တို့တင်ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်ဆက်လက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့လုံးချင်းတွေကိုမျှဝေပေးဦးမှာဖြစ်လို့ Ivy ရဲ့ page လေးကို like and follow လုပ်ထားပြီးနော်